ဒီမြေခွေးကောင်ကကဘာပေါ်မှာအစိုးဆုံးလိမ့်လဲလှည့်ဖျားသူပဲပတ်စံပိုရအောင်လုပ်ဖို့အတွက်ကြွက်တေးသေးလေးတွေအများကြီးကိုတက်တန်းလွန်သွားတဲ့ရေခဲမုန့်တွေကိုရောင်းလိုက်တဲ့ကြွက်လေးတွေကသူတို့ရေခဲမုန့်တွေကိုစားပြီးသွားတော့တုတ်ချောင်းလေးတွေကိုအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တယ်ဒါပေမဲ့အမိုက်ပုံးကအမှန်တကယ်တော့တပတ်ရစ်ပြန်လဲအသုံးပြုတဲ့စခန်းတစ်ခုဖြစ်နေတဲ့မြေခွေးရဲ့လက်တွဲဖော်ကအဲ့ဒီတုတ်ချောင်းလေးတွေအားလုံးကိုတွန်းလဲတေးလေးနဲ့လိုက်သိမ်းတယ်ပြီးရင်မြေခွေးကအမိုးပေါ်တက်လိုက်တယ်။ရောင်ကြီးအပူကိုတုံးပြီးတုတ်ချောင်းပေါ်ကကြံနေတဲ့ရေခဲမုန့်တွေကိုရေဖြစ်အောင်အရေးပျော်စေခဲ့တယ်ပြီးတော့အဲ့ဒီအရေးပျော်သွားတဲ့ရေခဲမုန့်တွေကိုဖန်ပလင်းတွေထဲထည့်လိုက်တယ်။အဲ့ဒီနောက်သူနဲ့သူ့လက်တွဲဖော်ကပြန်လဲအသုံးပြုထားတဲ့တုတ်ချောင်းတွေကိုတုံးပြီးရေခဲမုန့်တုတ်ချောင်းအစ်စ်လေးတွေနဲ့လဲယူလိုက်တယ်ပြီးတော့ရေခဲတောင်ထိပ်ကိုပြေးတက်ပြီးခြေရာတွေဖြစ်အောင်နင်းချလိုက်တယ်ပြီးရင်အရေးပျော်ထားတဲ့ရေခဲမုန့်တွေကိုပလင်းနဲ့ပြန်ထည့်ပြီးအေးခံလိုက်တဲ့ခဏလေးတွင်းမှာပဲအရင်ရေခဲမုန့်ဟောင်းတွေကအစ်စ်ဆက်ရေခဲမုန့်တွေဖြစ်သွားခဲ့တယ်။ကြွက်လေးတွေရဲ့အလုတ်စင်းချိန်ရောက်တဲ့အခါမြေခွေးကအဲ့ဒီရေခဲချောင်းတစ်တွေကိုရုံးအဆောက်အုံအပြင်မှာရောင်းဖို့ယူသွားတဲ့ကြွက်လေးတွေပြင်ထွက်လာတော့ရေခဲချောင်းလေးတွေယူပါဆိုပြီးအရင်ရေခဲမုန့်တုတ်ချောင်းတွေကိုပဲသူတို့ကိုထက်ရောင်းလိုက်တဲ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာရရှိခဲ့တဲ့ဒေါ်လာ2000ကိုပျော်ပျော်ရွှင်ရွှင်ခွဲဝေယူလိုက်ကြတယ်